ဗိဒိတ်ချမ်းဆိုတာကတော့ရိုးခွဲစမ်းကြယ်မှုတွေနဲ့ပြည်နေတာပဲနော်ဒါပေမဲ့အဲ့ဒီထက်မှတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟိဒီတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ရိုးခွဲစမ်းကြယ်တဲ့လူအုပ်စုနဲ့စုကြောင်းပဲကဲဒီနေ့မှာတော့ဒီရှေ့ချက်တဲ့ချမ်းစာတွေကရိုးခွဲချက်ကိုအတူတူဖြေရှားကြည့်ကြရအောင်မူရင်းချမ်းချက်တွေကိုနဲ့ဒူးစောကြည့်ကြမယ်လीဒီဆွေးနွေးမှုရဲ့အဓိကမေးခွန်းကတော့ဒါပါပဲဖျားရီကျမ်းမှာဖော်ပြထားတဲ့ဒီလူအုပ်စုနဲ့စုသူတို့ကဘယ်သူတွေလဲသူတို့ကျမ်းမှာဘယ်လိုများဆက်နေမှာလဲအဖြေကလည်းထင်လားတာထက်အများကြီးပိုပြီးအံ့ဩစရာကောင်းနေနိုင်မှာပဲကောင်းပါပြီဒီတော့ဒီကျန်းစာတွေကရှိုးဝက်စမ်းကြမှုစပြီးအဖြေရှာကြည့်ကြရအောင်ပထမဆုံးအုပ်စုဖြစ်တဲ့လူဒီထိန်လေးတောင်းလေးထောင်ကြောင်းကနေဆက်လိုက်ကြတာပေါ့ဟုတ်ပါတယ်တသိန်းလေးတောင်းလေးထောင်လာခမန်းချီရေးကြွမဟုတ်ဘူးနော်အင်မတန်တိကျတဲ့ကင်္ဂဒန်းတစ်ခုဖြစ်နေရတမန်ကျန်စာရဲ့ profit future တွေမှာဒီလိုမျိုးတိကျတဲ့ကင်္ဂဒန်းတွေကနည်းတဲ့အတွေ့အကြုံတွေကိုဖုံးကွယ်ထားတတ်ပါတယ်ဒီလူအုပ်စုကိုပထမဆုံးဆက်တွေ့ရတာကတော့ဒီကျမ်းပွေမှာပါပဲဖျားသခင်ဤအစီခံများကိုတန်စိတ်ခက်ကြလို့ဖော်ပြထားတယ်ဟင်ဒီတန်စိတ်ခက်ခြင်းဆိုတာဘာကိုဆိုလိုတာလဲဒါဟာအထူးရွေးတော့ခြင်းနဲ့ကာကွယ်ဆုံးရှုံးခြင်းကိုကိုစားပြုတဲ့အမတ်တကာတစ်ခုပါပဲကဲဒီတော့တန်စိတ်ခက်ခြင်းဆိုတာရဲ့အတိပ္ပယ်ကိုရှင်းရှင်းလင်းကြည့်လိုက်အောင်ကျန်းစာရဲ့အကြောင်းအရာဒါဟာလာမယ့်ဘေးဒဏ်တွေကနေကာကွယ်ပေးဖို့အတွက်ဖျားသခင်ကအထူးအမှတ်အတာပြုလုပ်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာအလျောက်ပြောင်းတစ်ခုဖြစ်လာပြီတစိတ်ခက်ပြီးတဲ့နောက်မှာဒီလူတသိန်းလေးထောင်ဟာကျန်းစာမတန်းတဲ့ကနေရုတ်တရက်ပြောက်ကွက်သွားသလိုပါပဲဆိုတော့သူတို့ဘယ်ကိုရောက်သွားကြသလဲဆိုတဲ့မေးခွန်းတစ်ခုပေါ်လာတာပေါ့အခုတော့ဒုတိယအုပ်စုစီကိုဆက်သွားကြည့်ကြရအောင်ဗျာဒိတ်ကျမ်းထဲမှာပဲဖော်ပြထားတဲ့နောက်ထပ်လျှို့ဝှက်ဆန်းကျဲတဲ့အုပ်စုတစ်ခုဖြစ်တဲ့တသက်ခံနှစ်ပါးအကြောင်းမှာဟုတ်တယ်နှစ်ယောက်ထဲပဲစဉ်းစားကြည့်လေတသိန်းလေးထောင်ကနေတယောက်ထဲဖြစ်သွားတယ်အဲ့လိုအကြီးကျယ်กว่าခြားသွားတာကိုတဲလွန်စာတစ်ခုချင်နေတာဒီလောက်အရေးပါတဲ့တောင်းကိုထမ်းဆောင်နေတဲ့သူတို့နှစ်ယောက်ကတခဲတော့ဘသူတွေဖြစ်မလဲဗျာဒီကျမ်းဘုတ်ကတော့တက်ခံတဲ့ပေါင်းအကြောင်းအဓိကမိတ်ဆက်ပေးရဲ့ကျမ်းချက်ပါတယ်ဒီထဲကအသေးစိတ်အချက်လက်တွေကိုတတိပြုမိဖို့အရေးကြီးတယ်နော်သူတို့မှာရှင်းရှင်းလင်းလင်းတာဝန်တစ်ခုရှိတယ်အဲ့ဒါက profit ပြုခြင်းပြီးတော့အလွန်တိကျတဲ့အချိန်ကာလတစ်ခုကိုလည်းပေးထားပါတယ်ဒီမှာဖော်ပြထားတဲ့သူတို့ရဲ့စွမ်းရည်တွေကိုကြည့်လိုက်ရင်သူတို့ရဲ့အဆင့်တန်းကဘလောက်ထူးခြားလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်သူတို့ကိုတဘာဝလွန်တန်းခိုးတွေပေးထားတယ်လေခံတွင်းကနေမိထွက်သည့်ရန်သူကိုလောင်ကျွမ်းစေတာယာဒီဥတုကိုထိုင်းချုပ်တာရေကိုသွေးဖြစ်စေတာတွေအထိလုံနိုင်တယ်ဒါတွေကထာမလူတွေရဲ့စွမ်းရည်လုံးဝမဟုတ်ဘူးဆိုတာသိထားပါတယ်ဆိုတော့အရင်မြချမ်းတည်းရသူတို့ရဲ့အဓိကတာဝန်ကတော့ရှင်းရှင်းလေးပါပဲ profit pure ဟောပြောဖို့နဲ့တက်တဲ့ခံဖို့ပါပဲသူတို့တာဝန်ထမ်းဆောင်တဲ့အချိန်စရာကလေရှင်းလင်းပါတယ်ရက်ပေါင်း2060ကြာပြီးတဲ့နောက်မှာသူတို့ရဲ့တက်တဲ့ခံခြင်းပြီးဆုံးသွားတယ်ပြီးတော့အဆုံးသတ်မှာတော့တားရဲတိုက်ခိုက်တက်ဖြစ်တာကိုခံခဲ့ရပါတယ်ကောင်းပြီအခုစိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါပြီတဲလုံးစားရီကိုစူးစီးရမယ့်အချိန်ပဲလူအားအများကြီးဖြစ်တဲ့တသိန်းလေးတောင်းလေးထောင်နဲ့နှစ်ယောက်ထဲဖြစ်တဲ့တသေးခက်နှစ်ပါးဒီအုပ်စုနှစ်ခုဟာဘာမှမဆိုင်လို့ထင်ရတယ်နော်ဒါပေမဲ့မူလင်ကြားရဲ့ကျိုးကြောက်ဆင်ခြင်မှုကိုတေချာလေးရခြင်းအံ့ဩစရာကောင်းတဲ့ဆက်ဆက်မှုတစ်ခုကိုတွေးလာရပါလိမ့်မယ်ဒီမဲခွန်းကအဓိကအချက်ပဲလူအများကြီးနဲ့လူနှစ်ယောက်ကဘယ်လိုလုပ်ပြီးတစ်ဖွဲ့ထဲဖြစ်နိုင်မှာလဲကဲဒီအချက်ကိုရင်းမြစ်ကြံရလာညွတ်မှုအတိုင်းခြေရခံပြီးလေ့လာကြည့်ကြရအောင်ပထမဆုံးအဓိကတဲလွန်စားကောင်းတော့ဗျာဒိတ်ကျမ်းစပစ်သုံးမှာဖော်ပြထားတဲ့ဒီအချိန်ကာလပါပဲရက်ပေါင်းတစ်ချောင်းနီလာ60အိမ်မြကြံကဒီအုပ်စုနှစ်ခုကိုဘယ်လိုထိတ်ဆက်ထားတယ်လဲဆိုတော့တစိခတ်ခံရပြီးပျောက်ကွယ်သွားတဲ့တသိန်းလေးတောင်းလေးထောင်ဟာအဲ့ဒီရက်ပေါင်း1960ကာလအတွင်းမှာတက်တဲ့ခါနှစ်ပါးအဖြစ်သူတို့ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့ကြတယ်လို့ဆိုပါတယ်အရင်မြကျန်ကဒီရက်ပေါင်း1960ဆိုတဲ့ profit ဖြူချင်းကာလကိုပိုပြီးတိကျကျပထမ3နှစ်ခွဲကာလဖြစ်အတိပယ်ဖွင့်ဆိုထားပါတယ်ကျွန်တော်တို့မှာ theory တော့ရှင်းသွားပြီဒါပေမဲ့ခိုင်လုံတဲ့တက်တဲ့အထောက်ထားလိုအပ်နေသေးတယ်ဒီနောက်ဆုံးပိုင်းမှာတော့အခိုင်လုံဆုံးတက်တဲ့တစ်ခုဖြစ်ခဲ့ကျန်းပိုက်ကိုကြည့်ပြီးနောက်ဆုံးအဖြစ်ကိုဖော်ထုတ်ကြပါမယ်ဒီပဟင်လီကိုအဖြစ်ထုတ်ပေးမဲ့တော့ချစ်ဖြစ်တဲ့စန်းစာအထောက်အထားကိုအခုတင်ပြပါတော့မယ်ဒါဟာအဆုံးဖြတ်ပြီးတဲ့ကျန်းပိုက်ပဲသတိထားကြည့်ပါဒုက္ခကာလကြီးပြီးတဲ့လောက်မှာအစောပိုင်းကကျန်းစာမှတ်တမ်းကနေပျောက်ကွယ်သွားခဲ့တဲ့3,400ဟာအခုဇီးအောင်တောင်ပေါ်မှာပြန်ပေါ်လာပြီသူတို့ပြန်ရော့လာကြပြီဒီတော့အရေးမြင့်ချမ်းရဲ့ကြိုးချောင်းစင်ကြယ်မှုအဆင့်ကိုပြန်ကြည့်လိုက်ရအောင်ပထမ3,400ဟာကာကွယ်မှုအတွက်တစ်စိတ်ခတ်ခံရပြီးပျောက်ကွယ်သွားတယ်ဒုတိယတက်တဲ့ခံနှစ်ပါးကရက်ပေါင်း1960ကြာတာဝန်ထမ်းဆောင်တယ်တတိယ
အဲ့ဒီကာလအပြီးမှာ3,400,000ကဇီအောင်တောင်ပေါ်မှာပြန်ပေါ်လာတယ်။ဒါကြောင့်သူဟာတက်တဲ့ခံနဲ့ပါအဖြစ်တာဝန်ထမ်းဆောင်ထကြတယ်လို့ကောက်ချက်ချလို့ရတာပေါ့ ဆိုတော့အရင်မြစ်ကြရဲ့ဂျိုးချောင်းဆက်ဆက်မှုတွေအတိုင်းလိုက်ကြည့်လိုက်တဲ့အခါမှာကောက်ချက်ကရှင်းရှင်းလင်းလင်းကြီးဖြစ်သွားပြီ3,400,000နဲ့တက်တီခန္ဓာပါဆိုတာတကယ်တော့အချင်းနေမတူတဲ့အချင်းတစ်ခုမှရှိနေတဲ့အုပ်စုတစ်ခုတည်းပါပဲအစားကလေးကကျွန်တော်တို့မိကြတဲ့ပဟေလီရဲ့အဖြေကဒါပါပဲ ဒီတင်ဆက်မှုရဲ့အဆုံးမှာတော့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။ကျန်းစာရဲ့ဒီလိုအဓိပ္ပာယ်ဖွင့်ဆိုချက်ကကျယ်ပြန့်တဲ့ဘာသာရေးမြင့်နေပေါ်ဘယ်လိုမျိုးတက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုစက်ပြီးတွေးခေါ်ကြည့်ဖို့မေးခွန်းထုတ်လိုက်ရပါတယ်။